ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ29ရက်5လ2025 4နိုင်ခွဲညနေအတွက်ဗီဒီယိုတင်ပေးပါမယ်နော်ကြိုင်နေတဲ့ဆိုရင် like and share လေးလုပ်ပေးပါ subscribe လေးနှိပ်ပေးပါရှင်နော်နေ့တိုင်းတင်ပေးပါမယ်မနက်ကညတင်ပေးပါမယ်မနက်ကဆိုလို့ရှိရင်6ထိပ်စီနော်ညခုနောက်ပေးဆိုပြီးတော့ပေးထားတာ6ထိပ်စီပဲမှန်ပါတယ်နောက်ပေးကလွဲပါတယ်ဒီညနေ1ချင်း2ဆိုင်ကိုတွဲပြီးတော့နော်ကျေစုကနန်းနဲ့တွဲပြီးတင်ပေးပါမယ်တစ်ချက်လောက်ကြည့်ပေးပါနော်အရင်ဆုံးလှုပ်ထားလိုက်မယ်နော်လို့ရှိရင်ထွက်နေနေဆိုတရားလောက်ပါတာနည်းနည်းခက်လို့ပါနည်းနည်းတော့ရှုံနေမှာမသိနည်းနည်းတော့ရှုံနေမှာမသိဒီသုံးလုံးပေါင်းခြင်းနော်9ရဲ့4ရဲ့3ရဲ့ဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်း6ဖြစ်ရှင်6နောက်ညနေပိုင်းမှာ6တလုံးဆွဲတယ်နော်သုံးလုံးပေါင်းခြင်း6ဖြစ်ခြင်း6ထိပ်ဖြစ်ခြင်းကြောင့်6တလုံးဆွဲပါတယ်6တိချင်းနော်6တိချင်းကို6တိချင်းကို6တလုံးဆွဲပါတယ်လုံးဆွဲပါတယ်နောက်တစ်ပြင်ထပ်ကြည့်မယ်9 4 3လုံးပေါင်းခြင်း6တိချင်းဖြစ်ခြင်း6ထောင်တစ်လုံးဆွဲတဲ့ညနေပိုင်းကိုနော်6လုံးဆွဲပါတယ်ဒီ4ရဲ့ဒီ2ရဲ့နှလုံးပေါင်းခြင်း6ရဲ့ဒီ9ရဲ့ပေါင်းခြင်း5 3ညအချင်းကို5 3ညအချင်းကို3ညဆွဲပါတယ်နော်3ညအချင်းကိုအဲ့မီးပဲတော့3ညဆွဲတယ်နော်ညနေမှာဒီ3ညထွက်တယ်3ညဆွဲတယ်နော်နောက်တစ်ပြင်ဆက်ကြည့်မယ်ဒီနှလုံးပေါင်းခြင်း4နဲ့ပေါင်း4နဲ့8နဲ့ပေါင်းတော့2ခွန်အချင်းကိုနော်2ခွန်အချင်းကို1ခွန်ဆိုထွက်တယ်နော်2ခွန်အချင်းကို1ခွန်ဆိုပြီးထွက်တယ်ခွန်တစ်လုံးဆွဲပါတယ်ဟုတ်မယ်နော်ကဲဒါဆိုလို့ရှိရင်ဒီနှလုံးပေါင်းခြင်း1နဲ့9နဲ့ပေါင်း2ခွန်အချင်းကိုနောက်တစ်ပတ်နဲ့2ခွန်အချင်းကိုခွန်ဆွဲပါတယ်နော်နောက်တစ်ပတ်ကြည့်မယ်ဒီနှလုံးပေါင်းခြင်းဒီနဲ့1နဲ့ပေါင်းတော့ဒီနဲ့1နဲ့ပေါင်းတော့5နဲ့8နဲ့ပေါင်း3 8ချင်းဖြစ်ခြင်းကြောင့်3 8ချင်းဖြစ်ခြင်းကြောင့်3ဆွဲတယ်နော်နောက်တော့ဆက်ကြည့်မယ်4နဲ့3ညနဲ့ပေါင်း4နဲ့3ညနဲ့4နဲ့1နဲ့ပေါင်းမနေ့က5 3ညချင်းကို3ညဆွဲပါတယ်ဒါ
ဒါဆိုရင်ဒီနေ့အတွက်3ညရဲ့3ညရဲ့ဒီပေါင်းတော့ဒီနဲ့9နဲ့ပေါင်း3ည5ချင်းကိုအားဆွဲမလဲနော်ဒီညနေ3ည5ချင်းရှိရနော်ပင်ရတော့ဒီနေ့3 4 5 6 9ပင်မြ3ည5ချင်းကဒီအတွက်က3ည5ချင်းကနော်5ချင်းဒီ3ည5ချင်းရှိပါတယ်ဟုတ်ပြီနော်ညနေကို3ည5ချင်းရှိပါတယ်စင်ပြေလာမသိ3ည5ချင်းရှိပါတယ်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်း6ဖြစ်တဲ့6တက်ချင်းကို6လုံးဆွဲတဲ့ညနေပဲဒီ3လုံးပေါင်းချင်း5 3ညဖြစ်ချင်း6ဒီမှာ3ညဆွဲတယ်ဒီ3လုံးပေါင်းချင်း2ခုဖြစ်ချင်း6ခွန်ဆွဲတယ်ဒီ3လုံးပေါင်းချင်း2ခုဖြစ်ချင်း6ခွန်ဆွဲတယ်ဒီ3လုံးပေါင်းချင်း3ရှိဖြစ်ချင်း6 3ဆွဲတယ်ဒီ3လုံးပေါင်းချင်း5 3ညဖြစ်ချင်း6 3ညဆွဲတယ်ဒီ3လုံးပေါင်း3ည5ဖြစ်ချင်း6ညနေကို5 3ည1ချင်းရှိတယ်နော်အခုစင်ပြေပြီဆိုဖြစ်လိုက်မယ်နော်စင်ပြေပြီဖြစ်လိုက်မယ်နော်ဒါစင်ပြေလာမသိနောက်တစ်ဆိုင်ပြန်မယ်နော်နောက်1ချင်းတစ်ဆိုင်ပြီးတော့ကြာမလို့မကြာတော့မပြောတော့ဒီပေါ်ကြာမလို့မကြာတော့ဒီပေါင်းညနေကို1ချင်းနောက်တစ်ချင်းထပ်ပြမယ်ဝိုင်းမယ်လို့လည်းဝိုင်းမယ်စင်ပြေနော်နောက်တစ်ပင်ကရှင်းရလားမသိနော်နောက်1ချင်းတစ်ဆက်ထပ်ပြမယ်ဒီနှလုံးပေါင်းချင်းက3နဲ့ဟောဒီက3ညနဲ့9နဲ့3နဲ့ပေါင်း9နဲ့3နဲ့ပေါင်းတာပြီးမှပဲပြမယ်တခါလေးပဲဆက်ပြီးတော့ဒီလိုပဲလုပ်လိုက်မယ်ဆက်ကြည့်မယ်နော်9ရဲ့3ရဲ့နှလုံးပေါင်းချင်းက2နဲ့3ညနဲ့ပေါင်းတော့2ခွန်အချိန်2ခွန်ချင်းနော်2ခွန်ချင်းချ3လုံးပေါင်းချင်း2ခွန်ဖြစ်ချင်းချနောက်နေ့ညနေမှာ2ခွန်အချိန်ခွန်ထွက်တယ်နော်ဒါဆိုရင်နောက်တစ်ပင်ဆက်ကြည့်မယ်နော်3ရဲ့9ရဲ့နှလုံးပေါင်းချင်း2နဲ့ခွန်နဲ့ပေါင်းတော့9လေးဖြစ်ချင်းကြောင့်နောက်နေ့ညနေမှာ9လေးချင်း9စင်းနဲ့နောက်တစ်ပင်ဆက်ကြည့်မယ်9ရဲ့10ရဲ့ပေါင်းတော့ခွန်နဲ့9နဲ့ပေါင်းတော့6တိအချင်း6တိချင်းဖြစ်ချင်းကြောင့်6 3စင်းနဲ့6တလုံးဆွဲ
3ဖြစ်ချင်းကြောင့်6တစ်ချင်းဖြစ်ချင်းကြောင့်6 3ဆွဲတယ်6ဆွဲတယ်နော်နောက်တစ်ပင်စကြည့်မယ်8ရဲ့9ရဲ့ပေါင်းနှလုံးပေါင်းချင်းကြောင့်ခွန်ခွန်နဲ့3နဲ့ပေါင်းတော့3ည3ည5အချင်း3ည5ချင်းဖြစ်ချင်းကြောင့်မနေ့က30ထွက်တယ်3ဆွဲ3ညဆွဲတယ်နော်နောက်နေ့တစ်ပင်က9ရဲ့8နှလုံးပေါင်းချင်းခွန်နဲ့3ညနဲ့ပေါင်းတော့ခွန်ဒီညနေကိုခွန်နဲ့အချင်းမှာဒီညနေတော့ခွန်နဲ့အချင်းကိုခွန်နဲ့ချင်းမှာခွန်နဲ့ချင်းနဲ့ငါတို့ညပြီးမလားနော်ညနေကိုခွန်နဲ့ချင်းမှာပြပြရမယ်နော်9ရဲ့3ရဲ့နှလုံးပေါင်းချင်း2နဲ့3ညနဲ့ပေါင်းတော့2ခွန်အချင်းကိုခွန်ဆွဲတယ်နော်ညနေဘက်မှာခွန်ဆွဲတယ်ဒီက3နဲ့ဒီက9နဲ့နှလုံးပေါင်းချင်း2နဲ့9နဲ့ပေါင်းတော့9လေးချင်းကို9ဆွဲတယ်နော်ခွန်9ထွက်တယ်9ဆွဲတယ်နှလုံးပေါင်းဒီနှလုံးပေါင်းချင်းခွန်နဲ့9နဲ့ပေါင်းတော့6တိချင်းကို6 3ဆိုထွက်တယ်6ဆွဲတယ်နှလုံးပေါင်းချင်းခွန်နဲ့3နဲ့ကို3ည5 3ညပါဝါ9 3ည5 1ချင်းကို3ညဆွဲ30ထွက်တယ်မနေ့က9ရဲ့8ဒီနှလုံးပေါင်းချင်းခွန်နဲ့3ညနဲ့ဒီနောက်ပြီး3ညနဲ့ပေါင်းတော့ခွန်နဲ့အချင်းကိုဒီညနေပါဆွဲမလဲနော်ချက်အဲဆိုလို့ရှိရင်ကနန်းတွေးပြီးတော့တင်ပြပါမယ်ဒီခွန်နဲ့အချင်းပါချက်လိုက်တော့နော်ခွန်နဲ့အချင်းအဲဆိုရင်တွေးကနန်းက20နဲ့90ခွန်5ပါ20နဲ့90ဆရာနေတဲ့ဝန်ကြီးရဝန်ချင်းရ3ရှိချင်းရှိတဲ့ခါကျတော့30 35 80 85လေးပါထပ်ပြီးထားပါလို့နော်ဒီမှာကနန်းsorry Mình ra rồi, xài đi bây giờ nó